Hello အားလုံးပဲမင်္ဂလာပါဒီလိုမျိုး reading က single လေးအတွက်ပေါ့နော် single လေးအတွက်ကိုဘွားကိုနောက်ထပ်ဝင်လာမယ့်လူကို next person ကဘယ်လိုလူမျိုးလဲဘယ်လို personality ရှိလဲနောက်ပြီးတော့ကိုဘွားတကယ် serious ဖြစ်နေဝင်လာမှာလားကျွန်တော်ကိုနဲ့နှစ်ယောက်ချာက connection ဓာတ်တွေကို pick up by reading အနေနဲ့ကြည့်ပြသွားမှာဖြစ်ပါတယ် pick up by reading ဖြစ်တဲ့အတွက်အရင်ဆုံး file လေးတွေရင်ရွေးမယ်ပေါ့နော်file လေးတွေရင်ရွေးမယ်ကဲဒါဆိုရှင်ဒါက file 1 and then ဒါ file 2ဒါက file 3ပဲဖြစ်ပါတယ် file လေးတွေမြည်ခင်မှာအရင်ဆုံးတဝဝရှူပြီးတော့စိတ်ကိုအေးထားကိုယ့်ရဲ့မျက်လုံးထဲမှာပေါ်လာတဲ့ file နော်ကိုယ့်ရဲ့စိတ်ကိုဆွဲဆောင်ဆုံးဖြစ်နေတဲ့ file လေးတစ် file ကိုရေးပေးပါကဲဒါဆိုလို့ရှိရင်အားလုံးပဲရေးပြီးသွားပြီလို့ထင်ပါတယ်ဒါဆိုလို့ရှိရင်file 1လေးတွေကနေရင်စားလိုက်မယ်ပေါ့နော်ကဲမြည်ရသေးဆိုလို့ရှိရင်လည်းဗီဒီယိုလေးကိုခဏ pause လုပ်ပြီးတော့ဆက်ရေးလို့ရပါတယ် Hello ဖိုင်ဝန်လေးတွေမင်္ဂလာပါကဲဖိုင်ဝန်လေးတွေရဲ့ဘဝတွေကိုနောက်ထပ်ဝင်လာမယ့်လူကဘယ်လိုလူမျိုးလဲဘယ်လို personality ရှိလဲဒါတွေကိုကြည့်ပြသွားမှာဖြစ်ပါတယ်ဖိုင်ဝန်တွေရဲ့ဘဝတွေကိုနောက်ထပ်ဝင်လာမယ့်လူကဘယ်လို personality မျိုးရှိလဲဖိုင်ဝန်ရဲ့ဘဝတွေကိုနောက်ထပ်ဝင်လာမယ့်သူကလေဘယ်လိုမျိုးလဲဆိုတော့ကိုဘွားကိုလမ်းပြပေးနိုင်မယ်လို့ကိုထက်အသက်ကြီးမယ်ပေါ့နော်ကိုထက်အသက်ကြီးမယ်ဒါမှမဟုတ်ရှင်လေကိုထက်အသက်မကြီးဘူးဆိုလို့ရှိရင်တော့ကိုထက်ဘယ်လိုပြောမလဲစိတ်ပိုင်းဆိုင်ရာရင့်ကျက်တဲ့လူမျိုးပေါ့နော် mature ဖြစ်တဲ့လူမျိုးလို့ဒီမှာတွေ့ရကိုဘွားကိုလမ်းညွှန်ပေးနိုင်မယ်လို့သူကလေအဲ့လိုမျိုးဘယ်လိုပြောမလဲကိုလမ်းပြပေးနိုင်မယ်လို့ပေါ့နော်အဲ့လိုလူမျိုးလို့ဒီမှာတွေ့ရတခါကြရင်တော့နည်းနည်းလေးဟိုလိုမျိုးဘယ်လိုပြောမလဲနည်းနည်းလေးပေါ်စီဖြစ်တယ်ပေါ့နော်နည်းနည်းဆရာကြီးလုပ်တယ်လို့ကိုပါကသူ့ကိုထင်ကောင်းထင်နေမိတာပဲမဲ့သူကကိုကောင်းစင်ချင်လို့ပြောတဲ့စကားပဲဖြစ်ပါတယ်နော်သူကကိုကောင်းစင်ချင်လို့အမြဲဆုံးမပြီးမဲ့လူမျိုးပေါ့နော်အဲ့လိုလူမျိုးလို့ဒီမှာတွေ့ရနောက်ပြီးတော့လေသူက serious တမတခုခုလုပ်ပြီးဆိုလို့ရှိရင်လည်း serious ဖြစ်နေလုပ်တတ်တဲ့လူမျိုးပြီးတော့လေသူကကိုနဲ့သူနဲ့စတွေ့လို့ရှိရင်လည်းချက်ချင်းဟိုလိုမျိုးအခုတွေ့အခုကြိုက်အခုရည်စားဖြစ်တာမျိုးမဟုတ်ဘူးသူကကိုအဆင့်ချင်းလိုက်မှာပေါ့နော်အခုတွေ့မယ်ခဏကြာရှင် coffee date ဒါမှမဟုတ်ရင် date တစ်ခုခုလုပ်မယ်ဒါပြီးမှဟိုလိုမျိုး relationship ကိုဆက်ပြီးတော့တတ်မှာပေါ့နော်သူကတဖြည်းဖြည်းချင်းပဲသွားမယ်လူမျိုး serious ဖြစ်နေသွားမယ်လူမျိုးလို့ဒီမှာတွေ့ရနောက်ပြီးတော့သူကလေကိုဘယ်လိုပြောမလဲအချိန်မှဟိုမျိုးဖိုင်ဝမ်လေးတွေကတယောက်တည်းအထီးကျန်နေရလို့ခံစားနေရလို့ရှိရင်လေသူကကိုဘွားအဲ့လိုမျိုးအနှွေးတက်ပြီးမဲ့လိုမျိုးကိုဘွားအခုချိန်မှာအေးဆက်နေရတယောက်တည်းဖြစ်နေရလုံးကြီးဖြစ်နေရလို့ခံစားနေရတယ်ဆိုလို့ရှိရင်လေသူကကိုဘွားကိုအနှွေးတက်ပြီးနိုင်မဲ့လူမျိုးကိုအဖော်ပြုပြီးနိုင်မဲ့လူမျိုးလို့ဒီမှာတွေ့ရပါတော့သူကနွေးထွေးနဲ့ပဲဘယ်ပြောမလဲကိုဆက်ဆံပြီးလိမ့်မယ်နော်ကိုဘွားရဲ့ကိုအဲ့လိုမျိုးလင်းရောက်ပြီးနိုင်မဲ့လူမျိုးအဖြစ်နဲ့သူကဝင်လာမှာပေါ့နော်ကိုဘွားအခုချိန်မှာအေးဆက်နေရဆိုလို့ရှိရင်လည်းသူကကိုဘွားအလင်းရောက်ပြီးနိုင်မဲ့လူမျိုးအဖြစ်နဲ့ကိုဘွားရဲ့ကိုဝင်လာမယ်လို့ဒီမှာတွေ့ရနောက်တစ်ခုကသူနဲ့ကိုနဲ့ကဆုံပြီလားဒါမှမဟုတ်ရှင်ကိုဘွားရဲ့နောက်ထပ်ဝင်လာမဲ့လူက new person လားသူနဲ့ကိုနဲ့တွေ့ဘူးလားဘယ်လိုနေရာမျိုးမှာကိုနဲ့ကဆုံကြမလဲဆိုတော့နိုင်ကြပါရဲ့နော်Pentacle လေးများနေကဲဖိုင်ဝန်လေးရဲ့တစ်ဖက်ကလည်း maybe ကိုရဲ့ပြောမလဲတငယ်ချင်းမိတ်ဆွေအပေါင်းအသင်းတွေကပဲဖြစ်လိမ့်မယ်ပေါ့နော်ကိုရဲ့တငယ်ချင်း group တွေကပဲပေါ့နော်ကိုအဲ့လိုမျိုးကြိုက်နေတဲ့လူတွေပါရှိကောင်းရှိလိမ့်မယ်သူကအဲ့လိုလူတွေကပဲပေါ့နော်ကိုရဲ့မိတ်ဆွေတငယ်ချင်းအပေါင်းအသင်းတွေကပဲကိုနဲ့တိမိသားလူကိုနဲ့ခင်မိသားလူကိုရဲ့ပတ်ဝန်းကျင်ကလူပဲပေါ့နော်အဲ့လိုမျိုးလေးတွေ့ရသူနဲ့ကိုနဲ့ကဘယ်လိုနေရာမျိုးမှာဆုံပါလဲဆိုတော့ကိုရဲ့နေ့စဉ် daily life မှာပိုင်းနေလူကိုသိပြီးသားလူကိုခင်ပြီးသားလူကိုရဲ့အလုပ်ခွင်မှာနေတိုင်းတွေ့နေရတဲ့လူတွေဖြစ်ကောင်းဖြစ်နေမယ်ပေါ့နော်နောက်ပြီးတော့လေဒီမှာနောက်တစ်ခုဘာတွေ့လဲဆိုတော့သူနဲ့ကိုနဲ့ကအဲ့လိုခဏပြောဆိုမိမယ် friendship ဒါမှမဟုတ်ရှင်လေအလုပ် partner အဲ့လိုမျိုး project တစ်ခုခုမှာလေ the group တွေကြဘူးရဲ့လူလည်းဖြစ်ကောင်းဖြစ်လိမ့်မယ်နော်ဖြစ်နိုင်တယ်အလုပ် project မှာဖြစ်ကျောင်းက project တစ်ခုမှာဖြစ်ပေါ့နော်အဲ့လိုမျိုး the group တွေမှာကြာဘူးရဲ့လူဖြစ်လိမ့်မယ် project တွေပါတူလုပ်ဘူးရဲ့လူဖြစ်လိမ့်မယ်နော်နောက်ပြီးတော့သူကလေကိုဘယ်လိုပြောမလဲ
လိုက်နေဆိုတာလဲဖိုင်ဝန်းလေးတွေကတည်တယ်ပြီးတော့ချစ်ကြောင်ကြိုက်ကြောင်ပြောပူးရဲ့လူလည်းဖြစ်နိုင်ရဲ့ပေါ့နော်လာပြီးတော့ပြောပူးတယ်ဖိုင်ဝန်းလေးတွေကလည်းတည်နေတဲ့လူမျိုးတွေကပဲဖြစ်လိမ့်မယ်နော်ပြီးတော့ဒီမှာလေpractically အများကြီးဖြစ်တွေ့ရနော် practicals ဒီကကြတော့ earth sign ကိုစားပြုရဲဆိုတော့ Taurus Virgo and Capricorn ဒီသုံး sign တွေကဖြစ်လိမ့်မယ်ကိုရဲ့ဘွားရင်ကိုနောက်ထပ်ဝင်လာမယ့်လူကပေါ့နော် Taurus Virgo Capricorn ဒီသုံး sign တွေကဖြစ်နိုင်တယ်ပြီးတော့ဒီသူကကိုဘွားရင်ကိုအဲ့လိုမျိုးကိုခုနကပြောဆိုပဲနော်ကိုဘွားအထီးကျန်နေတဲ့အချိန်ဒါမှမဟုတ်ကိုပင်ပန်းနေတဲ့အချိန်နော်ကိုပြောမလဲစိတ်ဖိစီးနေတဲ့အချိန် stress ကြီးပြီးနေတဲ့အချိန်မှာသူကကိုဘွားအလင်းရောက်တစ်ခုအဖြစ်နဲ့ကိုဘွားတွေကိုဝင်လာလိမ့်မယ်နော်ဒါမျိုးပြီးတွေ့ရင်ဒီမှာလေသူကအဲ့လိုမျိုး feminine energy နည်းနည်းညားရပေါ့နော် feminine energy ဆိုတော့ဘယ်လိုမျိုးလဲဆိုတော့သူကနူးညံ့နေနော်စိတ်ထားနူးညံ့တယ်ပြီးတော့ဖတ်တာကိုညီချင်းစိတ်ရှိရဲနူးညံ့တယ်အဲ့လိုလူမျိုးလို့ဒီမှာတွေ့ရနော်ပြီးတော့ဒီမှာတွေ့ရကသူနဲ့ကိုနဲ့ကလေတွေ့မဲ့အချိန်ကပေါ့နော် timing ကအခုဒီ reading ကိုကြည့်ပြီးနောက်ထပ်3လအတွင်းမှာပေါ့နော်နောက်ထပ်3လအတွင်းမှာတွေ့နိုင်တယ်လို့ဒီမှာတွေ့ရနော်ဒါမှမဟုတ်လို့ရှိရင်လည်းဟိုလိုမျိုးပြောမလဲ September လမှာ September November December ဒီ3လအတွင်းမှာလည်းတွေ့နိုင်တယ်ဟုတ်ရှင်အခု reading ကိုကြည့်ပြီးနောက်ထပ်3လမှာလည်းတွေ့နိုင်တယ်လို့ဒီမှာတွေ့ရချက်ချင်းတော့လာမှာတော့မဟုတ်ဘူးเนาะနည်းနည်းတော့စောင့်ရမယ်သူကလာလို့ရှိရင်လည်း serious ဖြစ်နေကိုဘွားရေကိုဝင်လာမဲ့လူမျိုးလို့ဒီမှာတွေ့ရသူနဲ့ကိုနဲ့နှစ်ယောက်ရဲ့ relationship ကဘယ်လိုပုံစံမျိုးဖြစ်မှာလဲဘယ်လိုပုံစံမျိုးဖြစ်မှာလဲရှုတော့ဒီမှာ the war ကြရပေါ့နော် the war ကြတော့ဗာလဲဆိုတော့သူကအဲ့လိုမျိုးပေါ့နော်ကိုဘွားရ serious ဖြစ်နေဝင်လာမယ်ဒါကြောင့်မလို့သူနဲ့ကိုနဲ့နှစ်ယောက်ရဲ့ relationship ကလည်း stable ဖြစ်မဲ့ relationship နော် commitment ရတဲ့ relationship ပေါ့နော်အမျိုး serious ဖြစ်တဲ့ relationship တစ်ခုပဲဖြစ်လိမ့်မယ်နော်နောက်ပြီးသူကလေကိုဘွားကိုခုနပြောလို့ပဲအလင်းရောက်ပြီးမဲ့လူမျိုးပေါ့နော်ကိုဘွားလမ်းညွှန်ပေးနိုင်မဲ့လူမျိုးပြီးကိုရဲ့ overthinking ဖြစ်တဲ့အပိုင်းတွေတော့မှသူက fix လုပ်ပေးနိုင်မဲ့လူမျိုးလို့ဒီမှာတွေ့ရကိုရဲ့ဘွားကိုလည်းပြင်ပေးနိုင်မဲ့လူမျိုးပေါ့နော်နောက်ပြီးဒီမှာနောက်တစ်ခုဖိုင်ဝမ်ရဲ့ next person ကလေငွေကြီးပိုင်းမှာလည်း strong ဖြစ်တယ်လို့တွေ့ရတယ်နော်ငွေကြီးပိုင်းမှာလည်းကိုယ်ပိုင်ဝင်ငွေရှိပြီးသား3နိုင်ဖြုံးနိုင်တဲ့တွေကပဲဖြစ်လိမ့်မယ်နော်3နိုင်ဖြုံးနိုင် party တွေပါတက်နိုင်တဲ့လူမျိုးတွေကဖြစ်လိမ့်မယ်လို့ဒီမှာတွေ့ရ okay ဒါဆိုလို့ရှိရင်ဖိုင်ဝမ်လေးတွေတော့ oracle ကလေးပါဆွဲမိလိုက်ပြီပေါ့နော်သူနဲ့ကိုနဲ့နှစ်ယောက်ကြား connection ကဘယ်လို connection မျိုးဖြစ်မလဲသူနဲ့ကိုနဲ့ဖိုင်ဝမ်လေးတွေsorry ပါဖိုင်ဝမ်လေးတွေ next person ကိုပေါ်နေတော့ဝင်လာမယ့်လူနဲ့ကိုနဲ့ကြားက connection ကဖြစ်မလဲspiritual ခုချိန်မှာလေဖိုင်ဝမ်လေးတွေရဲ့ဘဝကလို့ပြောမလဲခက်ခဲလေးတွေရှိနေရပေါ့နော်ဖိုင်ဝမ်လေးတွေရဲ့ဘဝမှာခက်ခဲလေးရှိနေတယ်ဒီခက်ခဲရပဲကိုယ်ရင့်ချအောင်သင်ပြီးမဲ့ခက်ခဲပြီပေါ့နော်ဘယ်လိုပြောမလဲဒါကိုလေ spiritual maturity ကြတော့အဲ့လိုမျိုးဘဝကပြီးတဲ့သင်ခန်းစာတွေကိုသင်ယူရင်းနဲ့ပဲကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာကအဲ့လိုမျိုးရင့်ကျက်လာမယ်လို့ဒီမှာတွေ့အခုချိန်မှာတော့အမျိုးဟီလန်ကဖြောက်ဖြူနေတာမဟုတ်ဘူးပေါ့နော်တခါကြောက်ရှင်ကိုမထင်တဲ့အရာတွေကရုပ်တရက်ဖြစ်လာပြီးတော့ကိုမမျောလင်းရတဲ့အရာတွေကရုပ်တရက်ဖြစ်လာတာမျိုးဒါမျိုးလေးတွေကြုံရတတ်တယ်နော်ဘဝမှာခက်ခဲလေးတွေရှိတတ်တယ်ငယ်တွေကနေလေကိုရဲ့ဘဝကအဲ့လိုမျိုးအမြဲတမ်းဖြောက်ဖြူနေတာမျိုးမဟုတ်ဘူးပေါ့နော်အဲ့လိုမျိုးဘယ်လိုပြောမလဲနည်းနည်းခက်ခဲတဲ့ဒီမှာပါလိမ့်မယ်ကဲတဲ့ကိုနှစ်ယောက်ရဲ့connection ကကြတော့လေဒီမှာဘယ်လိုမျိုးလဲဆိုတော့ရင်းနှီးရန်သူနဲ့ကိုနဲ့ကအဲ့လိုမျိုးမတူညီတဲ့အရာရှိရပေါ့နော်သူကအဲ့လိုမျိုးခုနပြောဆိုမယ်ငွေကြေးပိုင်းမှာဘယ်လိုပြောမလဲ strong ဖြစ်တယ်ဖိုင်ဝမ်လေးကြားလေအဲ့လိုမျိုးငွေကြေးပိုင်းမှာတိတ်ပြီးတော့အဆင်ပြေလို့တော့ဒီမှာမတွေ့ဘူးပေါ့နော်ဒါကြောင့်မလို့ဒါတွေကလည်း no matter မဆိုင်ဘူးပေါ့နော်ကိုနှစ်ယောက်ဘယ်လိုပဲမတူညီတဲ့အရာတွေရှိနှစ်ယောက်ကြားမှာဘယ်လိုပဲ different ဖြစ်တဲ့အရာတွေရှိကိုနှစ်ယောက်ကလေနောက်ဆုံးမှတော့ပေါင်းစည်းရမယ်လို့ဒီမှာတွေ့ရနော်နှစ်ယောက်ကအမြင်မတူတာဒါမှမဟုတ်ရှင်တခြားအရာတွေပေါ့နော်နှစ်ယောက်ကြားမှာမတူညီတဲ့အရာတွေရှိရင်တောင်မှကိုနှစ်ယောက်ကနောက်ဆုံးမှတော့ပေါင်းစည်းရမယ်လို့ဒီမှာတွေ့ရ က
ကဲဖိုင်ဝမ်လေးတွေဒီမှာဖိုင်ဝမ်လေးတွေကိုပြောချင်နေတဲ့နောက်တစ်ခါသူရေပေါ့နော် the disruptive feminine သူကကြတော့ဘယ်လိုလဲဆိုတော့ဖိုင်ဝမ်လေးတွေကလေခုချိန်မှာ insecurity ဖြစ်နေရစိတ်ပြောမလဲ confidence မရှိတာမျိုးလေးတွေပေါ့နော်ဒါမျိုးရှိနေရဲ့လို့ဒီမှာတွေ့ရ confidence မရှိတာမျိုးကိုရုပ်ပိုင်းဆိုင်ရာဖြစ်ငွေကြေးကြဝယ်ဖြစ်ကိုခုရောက်ရှိနေတဲ့ကိုခုဖြစ်ပြက်နေတဲ့အရာတွေကြဝယ်ဖြစ်ပေါ့နော်ကိုအခုချိန်မှာ confidence မရှိတာမျိုးလေးတွေကြုံနေတတ်တယ်ဒါကြောင့်မို့လို့ဖိုင်ဝမ်လေးတွေ confidence ရှိနေပါ negative အတွေ့အကြုံမတွေ့ပါနဲ့ positive အတွေ့လေးတွေပြောင်းတွေ့ကြည့်ပါပြီးတော့လေကိုကြုံရအခက်ခဲတွေရှိတယ်ဆိုလို့ရှိရင်လေဒါတွေကို accept လုပ်လိုက်လက်ခံလိုက်နော်လက်ခံလိုက်တဲ့အရာကလေကိုရဲ့ stress ကိုလေအဲ့လိုမျိုး90%လောက် stress ကိုရောကြစီရယ်လို့ဒီမှာပြောချင်တယ်ပေါ့နော် universe ကပေးချင်တဲ့ advice နောက်တစ်ခုကကြတော့ဘာလဲဆိုတော့ဖိုင်ဝမ်လေးတွေကလေချစ်ပြီးဆိုလို့ရှိရင်လည်းအရင်ကိုတော့မချစ်နိုင်ပဲနဲ့တစ်ဖက်လူကိုပုံချစ်လိုက်တတ်တယ်ပေါ့နော်ဒါကြောင့်မို့လို့အဲ့လိုမျိုးမလုပ်ပါနဲ့နော်ကိုလည်းချစ်ပါကိုချင်မှတစ်ဖက်လူကလည်းကိုပို့ချင်မှာပေါ့နော်ဒါပေမဲ့ဖိုင်ဝမ်လေးရဲ့တစ်ဖက်လူကကြတော့လေအဲ့လိုမျိုးငွေကြီးပိုင်းကြောင့်ကိုသဘောကျတာမျိုးမဟုတ်အဲ့လိုမျိုးငွေကြီးပိုင်းကြောင့်သဘောကျတာမျိုးမဟုတ်ပေါ့နော်ကိုဖြစ်နေလို့သဘောကျတာမျိုးလို့ဒီမှာတွေ့တယ်နော်ဒါကြောင့်မို့လို့ဖိုင်ဝမ်လေးတွေတခုပြောချင်တဲ့ရာကကြတော့ boundaries လေးတွေထားပါကိုကလူတစ်ယောက်ချစ်လိုက်မိပြီဆိုလို့ရှိရင်ရင်ပုံမချစ်လိုက်နဲ့ပေါ့နော် boundaries လေးထားကိုလည်းချစ်ပြီးနော်ကိုအတွက်လည်းအချိန်ပေးတစ်ဖက်လူတော့ပါအချိန်မပေးနဲ့ပေါ့နော်အဲ့လိုမျိုးလေးပြောချင်တယ်ဖိုင်ဝမ်လေးရဲ့ past relationship မှာလည်းအဲ့လိုမျိုးကိုကပုံချစ်ပြီးလိုက်ရမျိုးကိုချစ်ဖို့တော့မိခဲ့တဲ့အထိချစ်ခဲ့မိရမျိုးလေးတွေရှိတတ်တယ်ဒါကြောင့်မို့လို့အခုချိန်မှာတော့အဲ့လိုမျိုးမလုပ်နဲ့ပေါ့နော်ဒါမျိုးလေးတွေပြောချင်ပါတယ်ဒါက universe ကပေးချင်တဲ့ advice ပေါ့နော်နောက်ဆုံးမှာပေးချင်တဲ့ advice တွေပဲဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ဖိုင်ဝမ်လေးရဲ့အဆုံးထိကြည့်ပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် energy guide တွေဆိုလို့ရှိရင်လည်း comment မှာ energy guide ရေးဆိုတဲ့အကြောင်းလေးမှတ်မိလို့ရပါတယ်နောက်ပြီးတော့reading personal reading မိချင်တယ်ဆိုလို့ရှိရင်လည်း energy guide လို့ပေါ့နော် energy guide လို့ personal reading မိချင်တယ်ဆိုလို့ရှိရင်လည်း description မှာ telegram username လေးထားပေးရမယ်ပေါ့နော်အမှလာပြီးတော့ personal reading မိလို့ရပါတယ်ကဲဒါဆိုလို့ရှိရင်အားလုံးပဲကျေးဇူးတင်ပါတယ် hello ဖိုင်ထူးရေမင်္ဂလာပါဒီနေ့မှာဖိုင်ထူးရဲ့ဘဝကြီးကိုနောက်ထပ်ဝင်လာမယ့်လူကဘယ်လိုလူမျိုးလဲကျွန်တော်ခုနေကဘယ်ချိန်မှဆုံးကြမလဲဒါတွေကိုကြည့်ပြီးတော့မှဖြစ်ပါတယ်ကဲဒါဆိုလို့ရှိရင်အရင်ဆုံးဖိုင်ထူးရဲ့တစ်ဖက်လူရဲ့ energy ကိုအရင်ဆုံးချက်ကြည့်မယ်ပေါ့နော်ဖိုင်ထူးရဲ့တစ်ဖက်လူကိုယ့်ရဲ့ဘဝကြီးကိုနောက်ထပ်ဝင်လာမယ့်လူကဘယ်လို personality မျိုးရှိလဲဘယ်လိုလူမျိုးလဲကဘယ်လိုလူမျိုးလဲဖိုင်ထူးရဲ့ဘဝကြီးကိုနောက်ထပ်ဝင်လာမယ့်လူကသူကဘယ်လိုလူမျိုးလဲဆိုတော့ညံကောင်းတဲ့လူမျိုးတိချွေနိုင်ဆန်းရှိတဲ့လူမျိုးလို့ဒီမှာသူကလေဘယ်လိုပြောမလဲအသက်ဆန်းလေးပေါ့နော်ဖန်တီးရတာကြိုက်တယ်အဲ့လိုပုံစံမျိုးလေးပေါ့နော်အသက်တွေကိုလေ့လာရတာကြိုက်တဲ့လူမျိုးအဲ့လိုပုံစံမျိုးလေးတွေ့ရသူကတစ်ခုခုလုပ်ပြီးဆိုလို့ရှိရင်လေတေချာ focus လုပ်ပြီးတော့လုပ်တတ်တဲ့အခြေအနေမှာပဲဖြစ်ဖြစ်သူရဲ့တခြားပြောမလဲအလုပ်ခွင်မှာပဲဖြစ်ဖြစ်ပေါ့နော်သူကအလုပ်တစ်ခုခုလုပ်ပြီးဆိုလို့ရှိရင်တေချာအာရုံစိုက်ပြီးတော့တေချာ focus လုပ်ပြီးတော့တေချာလုပ်တတ်တဲ့လူမျိုးပေါ့နော်တေချာ focus လုပ်တတ်တဲ့လူမျိုးဆိုဒီမှာတွေ့ရနောက်ပြီးတော့သူကလေကိုယ့်ရဲ့အတိတ်မှာကြုံမှုဆုံမှုခဲ့တဲ့လူတွေကဖြစ်လိမ့်မယ်နော်အတိတ်မှာကြုံမှုဆုံမှုခဲ့တဲ့လူဆိုတာကလေကိုယ့်ရဲ့ ex လည်းဖြစ်နိုင်တယ်နောက်မှရှိ situationship တစ်ခုရှိခဲ့ဘူးရဲ့လူလည်းဖြစ်နိုင်တယ်ပေါ့နော်အတိတ်မှာဆိုရမလဲအတိတ်မှာ connection တစ်ခုရှိခဲ့ဘူးရဲ့လူလို့ဒီမှာတွေ့ရတယ်သူကလေအခုချိန်မှာသူအတိတ်တုန်းကလုပ်ခဲ့တဲ့အရာတွေအပေါ်မှာပေါ့နော်သူပြန်ပြီးတော့သုံးသပ်နေရသူဘာတွေလုပ်ခဲ့မိလဲဆိုတာကိုသူပြန်ပြီးတော့သုံးသပ်နေရသူလုပ်ခဲ့မိတဲ့အရာတွေအတွက်လည်းသူကကိုလာပြီးတော့တောင်းပန်ချင်တာမျိုးလာပြီးတော့ပေါ့နော်ရှင်းပြချင်တာမျိုးစကားလာပြီးတော့ပြောချင်တဲ့ပုံစံမျိုးတွေဒီမှာတွေ့ရတယ်သူကိုနေကအခုချိန်မှာ connection မရှိဘူးနော် connection မရှိဘူးဖြစ်နေရဆိုလို့ရှိရင်လည်းလာပြီးတော့သူကဆက်သွယ်ချင်တယ်ပြန်ပြီးတော့ဆက်သွယ်ချင်တယ်ပြန်ပြီးတော့နားလည်မှုလိုချင်တယ်ဆိုတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်ခုချိန်မှာသူကသူပြန်မလဲပြန်ပြီးတော့တောင်းတနေရဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ပေါ့နော်ခုချိန်မှာသူကတယောက်တည်းပဲနော်တယောက်တည်းပဲ
တယောက်တည်းပဲဖြစ်နေရလို့ရောတွေ့ရခုချိန်မှာတော့ single ပေါ့နော်တယောက်တည်းပဲဖြစ်နေရသူကလေအချစ်ရေးချအဲ့လိုမျိုးတခြားသူ့ဘဝအတွက်အရေးပါမယ့်အရာတွေသူ့ဘဝအတွက်အရေးကြီးတဲ့အရာတွေပေါ့နော်တခြားသူကတခြားရွေးချယ်စရာတွေပေါ့နော်သူ့ဘဝအတွက်အရေးကြီးမယ့်အရာတွေပေါ်မှာသူက focus လုပ်နေရလို့တွေ့ရတယ်ဒီမှာနော်အချစ်ရေးတစ်ခုပဲအဲ့လိုမျိုးဦးစားပေးရဲ့ပုံစံမျိုးရောမတွေ့ရဘူးသူကတခြားအရာတွေပေါ်မှာသူ focus လုပ်နေတယ်သူလိုချင်တဲ့အရာတွေပေါ့နော်သူဘယ်လိုပြောမလဲသူအခုချိန်မှာပညာရေးပိုင်းကို focus လုပ်နေရမျိုးဒါမှမဟုတ်ရှင်လည်းသူရဲ့တခြားအရေးပါတဲ့အလုပ်တွေပေါ်မှာ focus လုပ်နေတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်သူနဲ့ကိုနေကစုံဘူးလားဒီနေရာမှာစုံကြမလဲdel သူနဲ့ကိုနေကစုံဘူးရဲ့နော်အတိတ်ကပြီးဆုံးခဲ့တဲ့ဆက်ဆံရေးတွေကပဲဖြစ်လိမ့်မယ်နော်ပြီးဆုံးသွားတဲ့ဆက်ဆံရေးကကိုယ့်ရဲ့ ex လည်းဖြစ်နိုင်ပေါ့နော်ကိုယ့်ရဲ့ ex ဒါမှမဟုတ်ရင်ပြီးဆုံးခဲ့တဲ့ situationship တွေကတယောက်ယောက်အဲ့လိုမျိုးပုံစံမျိုးတွေပေါ့နော်တွေ့ရတယ် ex လည်းဖြစ်နိုင်ဖြစ်ဖို့များတယ်နော် ex ကပို့ပြီးဖြစ်ဖို့များတယ်ပြီးဆုံးသွားတဲ့ဆက်ဆံရေးဆိုတော့လေအတိတ်ကပြီးဆုံးခဲ့တဲ့အရာတွေဆိုတော့သူရဲ့ကိုယ်နဲ့ပြည့်စည်ခဲ့ရတဲ့အကြောင်းရင်းကလည်းလေတစ်ဖက်ဖက်ကအရန်သူ့ဝင်သူလို့အရန်ချုပ်ချယ်လို့နော်အဲ့လိုကြောက်ပြက်ခဲ့ရတယ်လို့သူကဒီမှာလေသူ့ဝင်သူလို့ပြက်ခဲ့နော်တစ်ဖက်ကအရန်သူ့ဝင်သူလို့တစ်ဖက်ကအရန်မခံစားနိုင်တော့မင်းနဲ့ပြက်ခဲ့ရတယ်ဆိုရပုံစံမျိုးလေးဒီမှာတွေ့ရတယ်နောက်ပြီးတော့လေသူကနည်းနည်း insecurity ဖြစ်တတ်တဲ့လူမျိုးပေါ့နော်သူကသူမလုံလောက်ဘူးလို့ခံစားရတာအခုချိန်မှာသူကကိုယ်လာပြီးတော့ပြန်လည်ဆက်သွယ်ဖို့အတွက်အဲ့လိုမျိုး insecurity ဖြစ်နေရမျိုးလေးတွေ့ရတယ်ဒီမှာဆိုလို့ရှိရင်သူကလာပြီးတော့ပြောချင်တယ်နော်ကိုလာပြီးတော့တောင်းပန်ချင်တယ်သူလုပ်ခဲ့တဲ့အမားတွေအတွက်ဒါမှမဟုတ်ရှင်လည်းကိုပြန်ပြီးတော့ကိုနှစ်ယောက်ကြာမှနားလည်မှုပြန်ပြီးတော့ယူချင်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရကို message ရေးလာပြီးတော့ပို့ချင်တယ်ဆိုတဲ့ပုံစံမျိုးလေးတွေ့ရတယ်ဒါပေမဲ့သူကသူဘယ်လိုပြောမလဲသူကသူတန်တရားဖြစ်နေတာပေါ့နော်သူကသူမလုံလောက်ဘူးလို့ခံစားနေရတာသူကသူတန်တရားဖြစ်နေငါလုံနိုင်ပါမလားငါစာတပွင့်ရင်သူငါ့ကိုစာပြင်ပါမလားအဲ့လိုမျိုးလေးတွေးပြီးတော့ကြောက်နေတာကြောင့်သူကကိုယ်ကိုလာပြီးတော့ဆက်သွယ်သေးရလို့ဒီမှာတွေ့ရနော်သူကိုယ်ရ ready ဖြစ်သွားရှင်ကြလို့ရှိရင်တော့လာပြီးတော့ဆက်သွယ်လိုက်မယ်အခုချိန်မှာတော့မဟုတ်သေးဘူးပေါ့နော်အခုချိန်မှာသူလုပ်ခဲ့အမားကြီးကိုပြန်ပြီးတော့သုံးသပ်နေရဲသူဘာလုပ်ခဲ့မိလဲဆိုတာလည်းသူသိရဒါကြောင့်လည်းသူကတောင်းပန်ချင်တယ်တောင်းပန်ချင်ပေမဲ့လည်းခုနပြောသလိုပဲသူကသူလုံလောက်လို့ခံစားနေရတယ်လာပြီးတော့စကားမပြောရတာပေါ့နော်အဲ့လိုမျိုးသူမှအကြောက်တရားလေးရှိနေဒါတွေကြောင့်ပဲကိုလာပြီးတော့မဆက်သွယ်သေးရလို့တွေ့ရတယ်ဒါဆိုလို့ရှိရင်ကိုဘွားရေကို serious ဖြစ်နေပြန်လာမှာလား serious ဖြစ်နေပြန်လာမှာလား sure yes သူကလေကိုနှစ်ယောက်ကိုအစ်စ်ကပြန်စားချင်တာပေါ့နော်အတိတ်ကအရာတွေကိုမေ့ပြီးတော့အတိတ်ကနေပြန်ပြီးတော့စချင်နေဆိုတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်။သူကလေသူနဲ့ကိုနဲ့အကယ်၍ relationship ပြန်ပြီးတော့စမယ်ဆိုလို့ရှိရင်သူ့ဘက်ကဘယ်လိုပြောမလဲ။ဘယ်လိုမျိုးအပေးရမြမြနဲ့ချစ်ချင်နေပေါ့နော်။ပြီးတော့ကိုတို့နှစ်ယောက်ကြားမှာလည်းလေ connection တစ်ခုရှိနေရဲ့ soulmate connection လိုမျိုးပေါ့နော်။အဲ့လိုမျိုး connection တစ်ခုရှိနေရဲ့ရည်ဆက်ရှိရဲ့ပေါ့နော်ကိုတို့နှစ်ယောက်ကလေပြန်ပြီးတော့အဆင်ပြေအောင်ပဲဘာလို့လဲဆိုကိုနှစ်ယောက်ကြာမှဒီရေဆက်မကုန်သေးရေဆက်ရှိသေးရဲ့ဆိုပြန်ပြီးတော့အဆင်ပြေအောင်ပဲပြန်အဆင်ပြေတဲ့ချိန်ကြာလို့ရှိရင်လေနှစ်ယောက် relationship ကခုနပြောသလိုအပေးယူမြများနဲ့သူကရှေ့ဆက်ချင်နေဆိုတဲ့ပုံစံမျိုးတွေ့ရတယ်နော်အမြင်နဲ့တစ်ဖက်တွေကပဲပြီးနေရတာမျိုးမဟုတ်ဘဲနဲ့မြတ်တာပေါ့နော်မြတ်တာဖြစ်ဖြစ်gift တွေပဲဖြစ်ပေါ့နော်တစ်ဖက်တွေကပြီးနေရတာမျိုးမဟုတ်ဘဲနဲ့သူကအဲ့လိုမျိုးနှစ်ယောက်လုံးမြတ်တတနဲ့ပေါ့နော်အရင်မြတ်တတနဲ့ပြမယ်ရှေ့ဆက်ချင်တဲ့ဒီ relationship ကိုရှေ့ဆက်ချင်တဲ့ဆိုတဲ့ပုံစံမျိုးလေးသူမှအဲ့လိုမျိုးအသွေးလေးရှိရပေါ့နော်ပြီးတော့သူကလည်းကိုကိုတကယ်ချစ်တယ်ဆိုတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်နော်ဒီတိုင်းဟိုလိုမျိုးလာပြီးတော့ play ကိုရဲ့စိတ်ကိုလာပြီးတော့ play ရတော့မဟုတ်သူမှတကယ်ကိုတကယ်ချစ်လို့ပဲသူကပြန်လာအောင်မှာဆိုတဲ့ပုံစံမျိုးဒီမှာပို့ပြီးတော့တွေ့ရတယ်ကဲဒါဆိုလို့ရှိရင်နေရာချကယောက်ျားမလေးလူနေတာကဘာလဲဆိုတော့အဲ့လိုမျိုးရဲမှုပေါ့နော် insecurity တွေအဲ့လိုမျိုး confidence ရှိတာကြီးမဟုတ်ဘဲနဲ့ဘယ်ပြောမလဲရဲနဲ့ချစ်တယ်ဆိုရှင်နဲ့ချစ်တဲ့အကြောင်းရဲနဲ့ပြောနိုင်ရမယ်
နော်သူကလည်းအဲ့လိုမျိုးအချောက်သူစီမှာလည်းအချောက်တရားရှိနေလာပြီးတော့စကားမပြောရရပါတော့လာပြီးတော့ကိုသူ့ရဲ့ခံစားချက်တွေကိုလာပြီး open လုပ်ရရလို့ဒီမှာတွေ့ရတယ်ကြောက်တရားရှိနေတာပေါ့နော်တိတ်ပြီးမရဲရင်ဘူးအခက်ခဲရီဆိုလို့ရှိရင်လည်းနှစ်ယောက်ကတူရင်ဆိုင်ဖို့ထက်အဲ့လိုမျိုးလက်လျှော့လိုက်ဖို့ကိုပို့ပြီးတော့ဦးစားပေးကြရလို့ဒီမှာတွေ့ပြီးတော့နှစ်ယောက်မှာတယောက်က a little လိုမျိုး childish ဖြစ်တယ်ပေါ့နော် necklace နဲ့လို့ဒီမှာတွေ့သူကလေကိုယ်လေးလေးလိုချင်နေဒါပေမဲ့လာလည်းမပြောရဘူးပေါ့နော်အဲ့ဒါကြီးကြောက်ကွယ်နှစ်ယောက်ရဲ့ relationship ကလေသူပြောမလဲ develop မဖြစ်သေးရပါတော့မတိုးသက်သေးရလို့ဒီမှာတွေ့ရတယ်ပြန်လဲဆင်ပြေချင်တယ်လာပြောဖို့လဲကြောက်နေအတိတ်တုန်းကလည်းလေသူနဲ့ကိုနဲ့နှစ်ယောက်ကအဲ့လိုမျိုးဒီပြမအခက်ခဲရီဆိုလို့ရှိရင်တူရင်ဆိုင်ဖို့အတွက်ဒီပြမရင်ဆိုင်ဖို့တတိမရှိကြပါဘောနော်ရင်ဆိုင်ဖို့တတိမရှိကြတာအဲ့လိုမျိုးအကြောက်တရားတွေရှိနေကြတာပုံဝင်ချင်းကပြောမှကြောက်တာမျိုးဒါမှမဟုတ်ရှင်မိသားစုကတိသွားမှကြောက်တာမျိုးဒီလိုမျိုးအဖက်ဖက်ကအကြောက်တရားတွေကြောင့်ဘယ်နှစ်ယောက်ကရှေ့ဆက်မဖြစ်နိုင်တော့လို့ပြက်ခဲ့ရတယ်ဆိုရပုံစံမျိုးလေးလည်းဒီမှာတွေ့ရတယ်ပြီးချင်တဲ့ advice ကတော့ချစ်တယ်ဆိုရှင်တော့ရင်းနဲ့ပဲရင်ဆိုင်လိုက်ပါเนาะဒါမျိုးခလေးရလေလူရတော့ချစ်တယ်တော့ဆိုရှင်ကြတာပဲပေါ့နော်ဒါပေမဲ့လည်းတချို့နေရာကြီးကြားလို့ရှင်လည်းနည်းနည်းလေးတစ်ဖက်လူရဲ့ဘောက်ကလည်းနည်းနည်းပါတွေးပေးစီချင်တယ်เนาะအမြဲတမ်းတော့ခလေးမဆန်စီချင်ဘူးပေါ့နော်ဖိုင်ထူလေးဒီကိုပြောချင်တာတော့ကဲဒါဆိုလို့ရှိရင်ဖိုင်ထူလေးအတွက် order ကလေးပါတခါရေးဆွဲလိုက်ပေါ့နော်ဖိုင်ထူလေးနဲ့ဖိုင်ထူလေးရဲ့ဘွားရေကိုနောက်ထပ်ဝင်လာမယ့်နေ့ရက်ညချက်က connection ကဘယ်လိုမျိုးဖြစ်လဲဖိုင်ထူလေးနဲ့ဖိုင်ထူလေးရဲ့ဘွားရေကိုဝင်လာမယ့် main person ရဲ့ညချက်က connection ကဲဒီဟာလေးပဲကြားရနော် and then the vibe from name commitment okay ဒါဆိုရှင်တော့ဖိုင်ထူလေးရဲ့တစ်ဖက်လူကလေဘယ်လိုမျိုးလဲဆိုတော့သူက gentleman ဆန်နေပေါ့နော်အဲ့လိုမျိုး gentleman ဆန်နေကို protective လုပ်ချင်နေနော်ကို view ဆိုင်ပေးချင်နေ protective လုပ်ချင်နေပြီးတော့ကိုသူ့ရဲ့ခံစားချက်တွေကိုလာပြီးတော့ဖွင့်ပြောချင်နေရဲဆိုတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်နော်သူကချစ်တယ်ဆိုလို့ရှိရင်လည်းအရင် view ဆိုင်ပေးတတ်တဲ့လူမျိုးပြီးတော့နည်း jealousy အဲ့လိုမျိုးပေါ့နော်တဝင်တူတတ်တဲ့လူမျိုးတာကွယ်ပေးချင်တဲ့လူမျိုးအဲ့လိုမျိုးလူမျိုးလို့ဒီမှာတွေ့ရ gentleman ပေါ့နော်စကားဆိုလို့ရှိရင်လည်းဟိုလိုမျိုးဘယ်ပြောမလဲအရင်ကြံတန်ပြောရမျိုးမဟုတ်ဘဲနဲ့နူးနူးညံ့လေးနဲ့နော်နူးနူးညံ့လေးနဲ့တစ်ဖက်လူရဲ့ခံစားချက်ကိုဆွဲဆောင်နိုင်တဲ့လူမျိုးလို့ဒီမှာတွေ့ရတယ်နောက်ပြီးတော့သူ့ရဲ့အမြင်မှာလေကိုကလေဘယ်ပြောမလဲ divide from nine ပေါ့နော်သူကကြတော့ဘယ်ပြောမလဲကိုယ်တမှုကိုတည်ရပေါ့နော် self love ရှိရဲ့မိန်းမတရားပေါ့နော်ကိုချစ်တဲ့မိန်းမနော်သူမလို့ချင်တဲ့အရာဆိုလို့ရှိရင် no ပြောဖို့ကိုလုံးဝမတွန့်စွန့်တဲ့မိန်းမပေါ့နော်သူဒီခုမလုံးနိုင်ဆိုရှင်လေမလုံးနိုင်ဆိုတဲ့အကြောင်းပြည့်ပြည့်သားသားပြောနိုင်တဲ့မိန်းမလို့သူကသိရတယ်ဒါကြောင့်မလို့လေသူကလာပြီးတော့ဘယ်လိုပြောမလဲလာပြီးတော့ကိုပြန်ပြီးတော့လိုက်ရမှာเนาะပြန်ပြီးတော့သူ့ရဲ့ feeling တွေကိုပြန်ပြီးတော့ open လုပ်ရမှာကိုကြောက်နေရယ်ဆွဲပုံစံမျိုးတွေ့ရတယ်ပေါ့နော်ကိုကအဲ့လိုမျိုးလုံးဝခွင့်မလို့နိုင်ဆိုလို့ရှိရင်လည်းခွင့်မလို့နိုင်ဆိုတဲ့အကြောင်းပြပြသားပြောပြီးတော့ no လုံးမဲ့မိန်းမမှန်သူကတည်ရယ်ဒါကြောင့်မို့လို့သူဘက်ကလာပြီးတော့သူ့ရဲ့ခံစားချက်တွေကို open လုပ်ဖို့ကိုကြောက်နေရဆွဲပုံစံမျိုးတည်ရဒါပေမဲ့လေကိုယ့်ရဲ့ဖိုင်ထူးလေးရဲ့တစ်ဖက်လူကကြတော့ဒီ relationship သူက serious ဖြစ်နေနော် serious ဖြစ်နေသူရရဲ့လူမျိုးနော် stable ဖြစ်ချင်နေဒီ relationship ကိုလေဟို long term ထိကိုသူကတည်တည်ချာချာလေးသူရရဲ့လူမျိုးလို့ဒီမှာသူရကိုနှစ်ယောက်ရဲ့ relationship ကိုပေါ့နော်သူကအဲ့လိုမျိုး long term ထိတွေ့ရတယ် serious ဖြစ်နေသွားချင်နေဆိုရပုံစံမျိုးလေးဒီမှာတွေ့ရတယ်ကဲပြီးနှစ်ယောက်ကတွဲဖြစ်သွားမယ်ဆိုလို့ရှိရင်လေပေါ့နော်နှစ်ယောက်ရဲ့ relationship ကတကယ်ကို serious ဖြစ်လိမ့်မယ်နော် commitment ရှိတဲ့ relationship တစ်ခုဖြစ်လိမ့်မယ် long term ထိတော့မှတွေးနိုင်ရဲ့ relationship တစ်ခုဖြစ်နိုင်တယ်လို့ဒီမှာ universe ကပြောချင်တယ်ပေါ့နော် and then မှာခိုင်တိုင်းနဲ့တွေ့နာတဲ့ connection နှစ်ယောက်ကြားမှာ connection တစ်ခုရှိနေရနော် connection ဆိုတာကလေလို့ပြောမလဲကိုကသူ့တစ်ခါတလေကြောက်ရှင်တတိယအမျိုးကြီးရှိရင်လေနော်သူကလည်းကိုတတိယနာမျိုးပြီးတော့ဒီမှာနောက်တစ်ခုကတွေ့တယ်ဆိုတော့ခုဖိုင်ထူလေးရဲ့မျက်လုံးထဲမှာမြင်ရောင်နေတဲ့လူနော်ကိုစိတ်ထဲမှာပေါ်လာတဲ့လူကလေအခုဒီဖိုင်ထူလေးရဲ့နောက်ဘဝရေကိုနောက်ထပ်ဝင်လာမဲ့လူပဲပေါ့နော်အဲ့လိုမျိုးသူနဲ့ကိုနဲ့က connection ရှိနေရဲ့နှစ်ယောက်ကြားမှာလေ
connection ကအဲ့လိုမျိုးတချင်းလေးယူရင်တစ်ဆင့်နော်ဆက်သွယ်နေရမျိုးနှစ်ယောက်ကအဲ့လိုမျိုးစာရီမပိုးဖြစ်ရင်တော့မှဒီနှစ်ယောက်ရဲ့ connection ကရှိနေတယ်မဝေးกว่าနေဘူးနော်နှစ်ယောက်က connection ရှိနေသေးရဲ့ဆွဲပုံစံမျိုးခဏပြောသူပဲရေဆက်ရှိသေးရဲ့ရေဆက်မကုန်သေးဒါကြောင့်မလို့ပြန်ပြီးတော့စုံလိမ့်မယ်ဒါပေမဲ့ပြန်လက်ခံတာမလက်ခံတာတော့ခုရဲ့အပိုင်းပေါ့နော် okay ဒါဆိုလို့ရှိရင်တော့ fight to လေးအတွက် reading လေးကတော့ဒီလောက်ပါပဲအားလုံးပဲ energy ကိုက်မယ်လို့ပြောနေပါရဲ့ energy ကိုက်နေဆိုလို့ရှိရင်တော့ comment မှာ energy ကိုက်ရေးဆိုတဲ့အကြောင်းလေးဒီ comment သွားပြီးလို့ရပါတယ် personal reading မိချင်တဲ့ဆိုလို့ရှိရင်လည်း description မှာ Telegram username ထားပြီးပေါ့နော် okay အဲ့မှာလာပြီးတော့မေးလို့ရပါတယ်ဒါဆိုရှင်အားလုံးပဲဆုံးဖြတ်ကြည့်ပြီးတော့ကျေးဇူးတင်ပါတယ် hello ဖိုင်တူရီတွေမင်္ဂလာပါဒီနေ့မှာဖိုင်တူရီရဲ့ဘဝရေကိုနောက်ထပ်ဝင်လာမယ့်လူနော်ကိုရဲ့ဘဝရေကိုနောက်ထပ်ဝင်လာမယ့် next person ကဘယ်လိုလူမျိုးလဲဘယ်လို personality ရှိလဲတဲ့ကိုလည်းပဲချိန်ဆုံးကြမလဲဘယ်နေရာမှာတွေ့ကြမလဲဒါတွေကိုကြည့်ပြီးတော့မှဖြစ်ပါတယ်ဒါဆိုလို့ရှိရင်စလိုက်ရအောင် Pi 3ရဲ့တစ်ဖက်လူကဘယ်လို personality ရှိလဲ Pi 3ရဲ့တစ်ဖက်လူကဘယ်လို personality ရှိလဲသူကလေလိုချင်တဲ့အရာလုပ်ချင်တဲ့အရာနော်အဲ့လိုမျိုးသူလိုချင်သူခုသူလိုချင်ပြီဆိုလို့ရှိရင်လည်းသူအဲ့အရာကိုမရရအောင်ယူတဲ့လူမျိုးလို့ဒီမှာတွေ့ရနော်ပြီးတော့ခန်းစားချက်ပေါ့နော်သူကတခုခုလုပ်ပြီးဆိုလို့ရှိရင်လည်းလေအဲ့လိုမျိုးခန်းစားချက်ကိုဦးစားပေးတတ်တဲ့လူမျိုးလို့ဒီမှာတွေ့ရတယ်ချစ်ပြီးဆိုလို့ရှိရင်လည်းအရန်ကြီးဟိုလိုမျိုးပြောမလဲတခြားအရာတွေကိုမကြည့်ပြတော့ပေါ့နော်သူရဲ့နှလုံးသားကိုပဲဦးစားပေးပြီးတော့ရွေးချယ်တတ်တဲ့လူမျိုးလို့ဒီမှာတွေ့ရတယ်တခုခုလိုချင်ပြီးဆိုလို့ရှိရင်လည်းတခြား plan ချပြီးတော့လုပ်တတ်တဲ့လူမျိုးနော်အဲ့လိုလူမျိုးဆိုဒီမှာတွေ့ရrelationship ဆိုလို့ရှိရင်လည်းပေါ့နော်သူကအမျိုးဟိုလက်ရှိကိုပဲတွေ့ရမျိုးမဟုတ်မနဲ့ဟိုအရှိကြီးဒီကြိုပြီးတော့တွေ့တတ်တဲ့လူမျိုးကြိုပြီးတော့ plan လုပ်တတ်တဲ့လူမျိုးလို့ဒီမှာတွေ့ရတယ်ခံစားချက်နဲ့နော်ခံစားချက်နဲ့ဆုံးဖြတ်တဲ့လူမျိုးအဲ့လိုပုံစံမျိုးလေးဒီမှာတွေ့ရတယ်နောက်ပြီးတော့သူတို့ပုံတွေကစုံဖူးပြီးပြီလားပြီးတော့စုံကြပါလေဘယ်ရောလာဆုံးကြမလဲဆိုတော့ तू ကလေကိုဘွားရဲ့ကိုညဉ့်ဆက်ဆံမဲဝင်လာလိမ့်မယ်ပေါ့နော်ညဉ့်ဆက်ဆံမဲဝင်လာလိမ့်မယ်ပြီးတော့ तू ကရုပ်ရည်ပိုင်းဆိုလို့ရှိရင်လည်းနည်းနည်းကြည့်ကောင်းရှိရဲ့ attractive ရှိရဲ့ဆိုတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရတယ်နော်ဒါပေမဲ့လေနည်းနည်း तू က play တတ်တဲ့လူမျိုးပေါ့နော် player fight မျိုးဒီမှာရတယ်ကိုဘွားက तू ကမြင်ဆက်ဆံမဲဝင်လာလိမ့်မယ်ဒါပေမဲ့မြင်ဆက်ဆံမဲပြန်ထွက်သွားမယ်လူမျိုးပေါ့နော် serious မရှိဘူးနော်လိုချင်တာကိုတော့ရအောင်ယူတတ်တယ်ဒါပေမဲ့ serious မရှိဘူးဆိုတဲ့ပုံစံမျိုးလေးတော့ဒီမှာတွေ့ရတယ် player fight မျိုးရရပေါ့နော်နောက်ပြီးတော့သူကပြောမလဲတစ်ဖက်လူရဲ့ခံစားချက်ကို control လုပ်ချင်တယ်တစ်ဖက်လူကို control လုပ်ချင်တယ်နော် manipulate လုပ်ချင်တယ်အဲ့လိုပုံစံမျိုးလေးဒီမှာတွေ့ရနည်းနည်းဘယ်လိုပြောမလဲပြီးတော့ ego လေးလည်းနည်းနည်းပါရှိရပေါ့နော် ego ရှိရယောက်ျားတစ်ယောက်နော်တစ်ဖက်လူကို manipulate လုပ်ချင်တယ် control လုပ်ချင်တယ်ဒါတွေကလေစဉ်းစားကြည့်မယ်ဆိုလို့ရှိရင် relationship တစ်ခုတည်ထောင်မယ်ဆိုလို့ရှိရင်ဒါတွေကမကောင်းတာတော့မဟုတ်ဘူးကောင်းတော့ကောင်းတယ်ဒါပေမဲ့ဒါတစ်ဖက်လူပေါ်ချုပ်ချယ်ရတော့ကြာပေါ့နော်ချစ်တာကတော့ချစ်တာပဲဒါပေမဲ့အရင်ကြီး control လုပ်တာမျိုး manipulate လုပ်တာမျိုးဆိုလို့ရှိရင်တော့အဆင်မပြေနိုင်ဘူးကြီးရှိတော့ဆိုလို့ရှိရင်လေအဆင်မပြေနိုင်ဘူးဆိုရပုံစံမျိုးတွေ့ရပြီးတော့သူကခံစားချက်နဲ့ဆုံးဖြတ်တတ်တဲ့လူဖြစ်တဲ့အတွက်ခံစားချက်ကအမြင်နဲ့ပြောင်းနေပါမယ်နော်အမြင်နဲ့အတိတကျ stable ဖြစ်နေမှာတော့မဟုတ်ဘူးလေရီလိုပဲတက်လိုက်ကြလိုက်နေလိုက်မြင်လိုက်ဒီလိုပဲခံစားချက်ဆိုတာလည်းအနှိမ့်မြင်တက်ကြရှိရပြောင်းလဲမြင်နေနော်သူရဲ့စိတ်ကလည်းအဲ့တိုင်းပဲအပြောင်းလဲမြင်နေခံစားချက်ပေါ်လိုက်သူကလည်းအမြင်နဲ့ပြောင်းလဲနေရဆိုတဲ့ပုံစံမျိုးဒီမှာတွေ့ရတယ်သူကကိုယ့်ဘဝကိုဝင်လာမှာတော့မြင်စမ်းမယ်နော်ပြီးတော့ဒီမှာတွေ့ရကလေ Zodiac sign မှာဆိုလို့ရှိရင် Aries နော် fire sign တွေကပဲဖြစ်လိမ့်မယ် Aries Sagittarius and then Leo ဒီသုံး sign တွေကပဲဖြစ်လိမ့်မယ်ပေါ့နော် Aries လို့တော့ပို့ပြီးတော့ထင်တယ်နောက်ပြီးတော့သူကဘယ်လိုအခြေအနေမျိုးမှာကိုယ်စီဝင်လာနိုင်လဲကဘယ်လိုအခြေအနေမျိုးမှာကိုယ်စီဝင်လာမှာလဲဆိုတော့ကိုရန်စိတ်တကြနေတဲ့အချိန်တော့အရာအလုံးကိုလွှတ်ချချင်နေပြီ
အရာအလုံးကိုရှုံးပေးလိုက်ခြင်းပြီးဆိုပြီးတော့ကိုသွေးနေတဲ့အချိန်မျိုးမှာကိုစီဝင်လာမှာပေါ့နော်အဲ့လိုအချိန်မျိုးမှာကိုစီဝင်လာလိမ့်မယ်ဝင်လာမှာလေကိုယ့်ရဲ့တန်ရာတွေကိုကုစားပေးမှတဲ့trauma တွေထပ်ပေးသွားမယ်လူမျိုးပေါ့နော်အဲ့ဒါကြောင့်မို့လို့ပြောချင်တာကတော့တခြားစဉ်းစားပြီးမှရွေးပေါ့နော်သူကကိုယ့်စီကိုအဲ့လိုမျိုးကိုအရင်စိတ်ကြနေချင်း stress ပြီးနေချင်းအားလုံးကိုလက်လျှော့လိုက်ခြင်းပြီးဆိုတဲ့အချိန်မှာဝင်လာလိမ့်မယ်လို့ဒီမှာတွေ့ရကဲဆိုလို့ရှိရင်ဒီကိုလည်းနှစ်ယောက်ကစင်ပြီးနိုင်မလားနှစ်ယောက်ကြားက connection အေး sorry ပါနှစ်ယောက်ကြား connection ကတော့တွေ့ရလိုက်ပဲပေါ့နော်ကဲသူနဲ့ကိုယ်နဲ့က relationship တစ်ခုတည်ဆောက်လိုက်မယ်ဆိုလို့ရှိရင်တော့နှစ်ယောက်ကလေနှစ်ယောက်ဆိုတာထက်ကိုကပေါ့နော်ကိုကဒီလိုမျိုးပဲနိုင်မဲလေးတော့အရင်ခံစားရလိမ့်မယ်နာကျင်ရလိမ့်မယ်လို့ဒီမှာတွေ့အဆုံးသက်ကတော့တွေ့ရတိုင်းပဲအဆုံးသက်ကတော့နာကျင်ရလိမ့်မယ်နော်အဆုံးသက်ကတော့နာကျင်ရလိမ့်မယ်ပြီးတော့လေသူ့မှာကကို့ပြင်တခြားရွေးချယ်စရာတွေလည်းရှိနေနိုင်တယ်နော်ကို့အပြင်ပေါ့နော်ခြားရွေးချယ်စရာရှိနေရယ်သူ့ရဲ့အလုပ်ပဲဖြစ်ဒါမှမဟုတ်လို့ရှိရင်လည်းတခြားလူတယောက်ပေါ့နော်ဒီတိုင်းသူ့ရဲ့side dish တွေပေါ့နော်ရှိနေသေးရဲ့ကို့ပြင်တခြားလူတွေလည်းရှိနေသေးရဲ့လို့ဒီမှာတွေ့သူကရွေးချယ်စရာများတယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရကေတွေ့ကိုနေကလေး relationship တစ်ခုတည်ဆောက်မယ်ဆိုလို့ရှိရင်လည်းအဆင်မပြေနိုင်ဘူးနော်ဒီမှာဘယ်လိုပြောမလဲပေးယူမမျှဘူးဆိုရပုံစံမျိုးတွေ့ရနှစ်ယောက်ရဲ့ relationship ကလေးဟိုလိုမျိုးပြောစရာကောင်းတဲ့ relationship ထားအဲ့လိုမျိုး lesson ပေးမဲ့ relationship ပေါ့နော်ဝစ်ကြီးဆက်ရမယ့် relationship ကိုသင်ခန်းစာတစ်ခုခုပေးသွားမယ့် relationship လို့ဒီမှာပို့ပြီးတော့တွေ့ရတယ်။ကဲဒါကြောင့်မို့လို့အားလုံးပဲဖိုက်3လေးတွေတေချာရေးပါနော်။နှစ်ယောက်ရဲ့ relationship ကအဆင်ပြေနိုင်မှာတော့မဟုတ်ဘူး။ relationship တစ်ခုတည်ဆောက်မယ်ဆိုလို့ရှိရင်လည်းပေါ့နော်။ဒါပေမဲ့ယူရမြည်ရတော့ကိုယ်ပိုင်လीနော်။ကိုဟာတာတွေကိုခံနိုင်ရှိရဲ့။ရရဲ့ဆက်အန်တင်လေးနဲ့ရပါတယ်ဆိုလို့ရှိရင်တော့ရွေးလိုက်ပါ။ဒါပြီးတော့ဖွင့်ပြလို့ရှိရင်တော့လက်ခံလိုက်ပါဒါမျိုးလေးပြောချင်တယ်ဒါဆိုလို့ရှိရင်ဖိုင်3လေးရဲ့အတွက်oracle လေးပြောဆွေးပြလိုက်ပါမယ်နော်ဒီနေ့ကိုနေ့ယောက်ကြာက connection ကဘယ်လိုမျိုးလဲဒီနေ့ကိုနေ့ယောက်ကြာက connection ဒီနေ့ကိုနေ့ယောက်ကြာက connection divine feminine ကိုယ့်ရဲ့ဘဝကိုနောက်ထပ်ဝင်လာမဲ့လူကရှေ့တာရကနေမှာတွေ့ရတဲ့အတိုင်းပဲပေါ့နော်သူက eco ရှိရဲ့မာနရှိရဲ့reflection နေပေါ့နော်နောက်ဆုံးမှလေသူကအားလုံးရှင်ယူရမယ်ဆိုရှင်သူ့ကိုယ်သူနဲ့သူ့ဘဝတူတက်ရတူတက်ချအောင်မရွေးချယ်မယ်လူလို့ဒီမှာတွေ့ရ selfish ဖြစ်တယ်ပေါ့နော်အဲ့လိုပုံစံမျိုးတွေ့ရရဲ့နောက်ပြီးတော့သူနဲ့ကိုယ်နဲ့နှစ်ယောက်စုံစည်းဖို့ကကြတော့လေစုံတာတော့စုံနေမယ်ရည်စက်ရပါတော့ရည်စက်ရှိရတော့စုံချလိုက်မယ်ဒါပေမဲ့ဒီ relationship ကကိုယ့်ကိုချစ်တတ်အောင်တင်ပြီးမှတဟိုလိုမျိုးဘယ်လိုပြောမလဲတင်ငယ်စာပေးမဲ့ relationship ပေါ့နော်အတိတ်ကလောက်ခဲ့တဲ့အရာတွေကိုလောက်ခဲ့မိရဲ့ဝကြွေကိုဒီ relationship မှာဆက်ရမယ်ဆိုတဲ့ပုံစံမျိုးလေးဒီမှာတွေ့ရဒါ karmic relationship လို့ပဲပြောမလားပေါ့နော်အဲ့လိုပုံစံမျိုးဒီမှာတွေ့ရသူကအဲ့လိုမျိုးပြောမလဲ measure မဖြစ်ဘူးเนาะ reflection နဲ့ဒါရီချမို့လို့လေသူနဲ့ကိုယ်နဲ့ relationship က long term အထိသွားမယ်ဆိုလို့ရှိရင်တော့ long term ထိရောတော်လို့ရမှာဘာလို့လဲဆိုတော့ stable ဖြစ်နိုင်မှာမဟုတ်သူကအမျိုး emotional သူရဲ့ခံစားချက်တွေเนาะသူကိုယ်သူပဲဦးစားပေးရဲ့လူတစ်ယောက်ဖြစ်တဲ့အတွက် long term ထိ issue အတွက်ကတော့အဆင်ပြေနိုင်မှာမဟုတ်ဘူးเนาะအဲကြောင့်မလို့ကိုကလည်းသူ့ကိုအဲ့လိုမျိုးကဲတွေ့ဖြစ်ပါပြီဆိုလို့ရှိရင်သူ့နောက် chase slide လုပ်နေရတဲ့သူ့ကို fix လုပ်ဖို့ကြိုးစားနေရတဲ့ကိုပဲရွေးချယ်လိုက်တာကပို့ပြီးတော့ကိုဘွားအတွက်ပို့ပြီးတော့ကောင်းလိုက်မယ်ပေါ့နော်။ဒါဆိုရှင်ဖိုက်3လေးကိုပြောချင်တာကကိုချစ်ပါကိုချစ်တယ်ဆိုတာကလည်းလေဟိုလိုမျိုးအလှကြီးပြင်နေမှာမဟုတ်ဘူးနော်။ဒီလူကကိုတွေ့မကောင်းဘူးဒီလူကကို the right person မဟုတ်ဘူးဆိုတာကိုသိရဒီလူက touch ဖြစ်တာကိုသိရဒါဆိုလို့ရှိရင်ကိုကဒီလူဖြတ်တောက်နိုင်ရနော်
ကိုယ့်ရဲ့စိတ်ကလေးဒီလိုကိုဖြတ်တောက်နိုင်တယ်ကိုယ့်အတွက်မဟုတ်တဲ့ environment တွေထဲကနေပြီးတော့ကိုယ်ကရုံထွက်နိုင်တယ်ဆိုလို့ရှိရင်လည်းဒါကကိုယ့်ကိုချစ်တဲ့နည်းတစ်မျိုးပဲဟုတ်ဒီလိုကကိုယ့်တတ်မဟုတ်ဆိုလို့ရှိရင်လုံးဝဘယ်ပြောမလဲဖြတ်တောက်နိုင်ရမယ်ပေါ့နော်ဒါကြောင့်မို့လို့ကိုယ့်ကိုယ်ပဲချစ်လိုက်ပါကိုယ့်ကိုပို့ပြီးတော့ချစ်ပါကိုယ့်ရဲ့တမိုးကိုဆက်ပြီးတော့ထိန်းထားပါဘယ်သူအတွက်နဲ့မှကိုယ့်ရဲ့value တွေကိုယ့်ရဲ့တမိုးတွေကိုမနှိပ်ချလိုက်ပါနဲ့လို့ပြောချင်ပါတယ်အားလုံးနဲ့ energy ကိုက်မယ်လို့လည်းမျှော်လင့်ပါတယ်။ energy ကိုက်ရဆိုလို့ရှိရင်လည်း comment မှာ energy ကိုက်ရဆိုတဲ့အကြောင်းလေးကိုမှတ်ခဲ့လို့ရပါတယ်။ personal reading လည်းလာပြီးတော့မေးလို့ရတယ်ပေါ့နော်။ description မှာ Telegram username ထားပေးပါမယ်။အဲ့မှာလာပြီးတော့ personal reading အတွက်လည်းလာပြီးတော့မေးလို့ရပါတယ်။ဒါဆိုလို့ရှိရင်အားလုံးပဲ bye bye ပါ။